ဒါတွေကတော့ N3 ပေါ့နော်ခန်းကြီးမေခွန်းလေးရှင်းပြဖြစ်ပါတယ်နံပါတ်6ကိုကြည့်မယ်ဆိုရင်တော့仕事の時間が短い割には給料がいいပေါ့နော်ဒီအလုပ်ချိန်တိုးတာတော့ဟုတ်တယ်ဒီလစာကောင်းတယ်ပေါ့နော်လစာဆိုတဲ့ခန်းကြီးကပြဖြစ်မယ်ဆိုရင်ဒီ1နဲ့2ကလစာရဲ့ခန်းကြီးမဟုတ်ပေါ့နော်အမှ3နဲ့4ကိုကြည့်မယ်ဆိုရင်ဘယ်ဟာမှားလဲဆိုရင်တော့4ကဒီနောက်ကခန်းကြီးကခါခါခူတို့ဒီတိတ်ပန်တို့ပေါ့နော်ဘာသာဆိုင်ရာခန်းကြီးဖြစ်နေကြမို့အဖြစ်မှန်က3ဖြစ်ပါတယ်နောက်တစ်ခုက素直に正直に話しますから怒らないでくださいもの。သူပုံပြင်နေပြောမှာဖြစ်တဲ့ကြောင့်မို့လို့怒らないで聞いてくださいもの。ဒီစိတ်မဆိုးပဲနဲ့နားထောင်ပေးပါတဲ့အဲကြောင့်မို့လို့အဖြစ်မှန်怒らないဆိုတာ4番ဖြစ်ပါတယ်နံပါတ်8ကこの子は失敗しても決して泣きませんねဒီကလေးကလည်းကြာရှုံးဝင်မယ်လေလုံးဝ決してတော့လုံးဝကိုတဲ့泣きませんမငိုဘူးဆိုတော့အဖြစ်မှန်က2番ဖြစ်ပါတယ်ပြီးတော့自分の言葉に責任を持つべきだကိုယ့်ရဲ့စကားလုံးတွေကိုပဲကိုယ့်ရဲ့စကားတွေကိုပေါ့နော်責任を持つべきတာဝန်ယူရပါ責任ဆိုတာပေါ့နော်持つဆိုရှိတယ်လေပေါ့နော်တာဝန်ယူတင်တယ်ပေါ့နော်責任持つべきだဆိုတာကကြတော့တင်နေဆိုတဲ့ grammar ပေါ့နော်အဲကြောင့်မလို့သူ့ရဲ့အဖြေမှန်က責任ဆိုတာက4番ဖြစ်ပါတယ်နံပါတ်10က新聞で私の好きな芸術家の記事を読んだပေါ့နော်သတင်းစာမှာတဲ့ဒီကျွန်တော်ကြိုက်တယ်ပေါ့နော် gaze ကဆို artist ပေါ့နော် artist ကဗကြည်နုပညာရှင်တွေပေါ့နော်အဲ့လိုပုံစံတွေအဲ့လိုသူတို့ရဲ့ key ဆိုတာဆောင်းပါပေါ့နော်ယွန်တာပေါ့ဖတ်ခဲ့ပါတယ်အဲ့တော့ gaze ဆိုတာဘယ်အဖြစ်မှလဲဆိုရင်တော့ gaze ဆိုတဲ့ပထမဆုံးတစ်လုံးမှန်တာက1နဲ့3ပေါ့နော်ဒုတိယလုံးကိုကြည့်မယ်ဆိုရင်တော့ဒုတိယလုံးမှာ1နဲ့3ကဒုတိယလုံးမှာဒါဆိုမာချီဆိုတဲ့ခန်းကြီးပေါ့ဒါကကျတော့ဒီနည်းပညာဆိုတဲ့ပုံစံနဲ့ခန်းကြီးပေါ့နော်အဲ့ကြောင့်မလို့အဖြစ်မှန်က gaze က3ပါမှန်ပါတယ်